spicy ခောက်ဆွဲပူပူဆက်ဆက်ကိုကြက်ဥနဲ့မြုံထားပြီးတော့အဆက်ပြေ mozzarella cheese တွေကြက်ဥချောင်းတွေရောထည့်ပြီးတော့ရင်းနှီးလေးပါဖြူပေးထားတဲ့ဒီ ramen omelette လေးကိုလိုင်းပေါ်မှာတွေ့တိုင်းတရေကြနေကြရဒီနေ့တော့စားပူသွားပါပြီအခုတလောမှာဖွင့်ထားတဲ့စမ်းချောင်းလင့်ပစာအသစ်ဆက်ဆက်မှာဂျူးအရန်စားကျင်နေတဲ့ ramen omelette ရတဲ့ဒီ Spice Brother ဆိုတဲ့ဆိုင်လေးကလာဖွင့်ထားတာမို့လို့သွားစားပြခဲ့ရပေါ့နော် spicy ခောက်ဆွဲကြီးပဲစားရတာပြင်းစရာကောင်းလာပြီဆိုရင်အခုလိုမျိုးကြက်ဥ omelette ထဲမှာ spicy ခောက်ဆွဲရနောက်ထပ်အဆက်ပြေစေဖို့ cheese တွေရော mozzarella cheese တွေရော sausage တွေကိုပါရောပြီးတော့ထားပနာပေးထားတဲ့ဒီ ramen omelette လေးကလိုင်းပေါ်မှာအရန်နာမည်ကြီးနေရောလေဂျူကတအားစားကျင်နေရအခုတော့စားခွင့်ရခဲ့ပါပြီဒီဆိုင်လေးမှာတော့ ramen omelette ကို2မျိုးနဲ့စားရတယ် share ရယ်ရိုးရယ်ဆိုပြီးတော့ share မှာဆိုရင်တော့ mozzarella cheese တွေပါပါတယ် share ကတော့တပွဲကို1200ရိုးရိုးကတော့1000ပါမုံဝယ်ရင်းနဲ့မှဆိုင်ရှင်ကောင်လေးကိုဆက်စုနေလိုက်သေးတာသူတို့ကမန္တလေးမှာပဲဆိုင်ဖွင့်ထားတယ်ဒီမှာဆိုရင် pop up store လေးပဲလောလောဆယ်ဖွင့်သေးရဲ့တဲ့အခုတော့စားကျင်တဲ့မုံလေးရပြီဆိုတော့ထိုင်စရာနေရာလေးလိုက်ရှာပြီးတော့စားလိုက်ပါအောင်မယ်ဒီ ramen omelette တစ်ခုပါလေဂျူးမျက်နှာလောက်တောင်ရှိရတော်တော်လေးလည်းကြည့်ရပိုးရှင်းလည်းများပါတယ်ဂျူး2ယောက်စားလို့ရတယ်ပေါ့နော်လှပပဖြစ်နေတဲ့ ramen omelette လေးကိုမလှမပဖြစ်အောင်မှွေနှောက်ပြီးရဲ့နောက်မှာတော့စားပါတော့မယ်အရသာကတော့ cheese ရဲ့ဒီကြက်ဥရဲ့အရသာရဲ့နဲ့ဖုံးသွားပြီးတော့ spicy ရဲ့အဆက်တဲ့အရသာကချက်ချင်းပေါ်မလာဘူးပေါ့နော်ဂျူးလိုမျိုးအဆက်ကြောက်တက်တဲ့သူတွေဆိုလို့ရှိရင်အဆင်ပြေတယ်ဂျူးကတော့ကြိုက်တယ်ဒီချက်ပောင်ကင်လေးကတော့ spicy ခောက်ဆွဲနဲ့တွဲစားဖို့ဆိုပြီးတော့ KK food ဆိုတဲ့နေရာလေးကနေဝယ်ခဲ့ရပေါ့နော်မထင်မှတ်ထားပဲနဲ့တော်တော်လေးစားကောင်းပါတယ်ချက်ပောင်သားကနူးနူးအီအီနဲ့ juicy ဖြစ်တယ်သူနှက်ပေးထားတဲ့အကင်အရသာလေးကလည်းတော်တော်လေးစားလို့ကောင်းတယ်ဂျူကတော့အရန်ကိုကြိုက်ပါတယ် good ချက်ပောင်ကလည်းအဆက်ရတာလေးနည်းနည်းပါတယ် spicy ခောက်ဆွဲကလည်းစားရင်နဲ့မှပိုဆက်လာတယ်အဆက်ကြောက်တဲ့ဂျူအတွက်တော့ variety လေးအသင့်ပါလာလို့တော်သေးရဲ့ဆက်နဲ့ variety ကိုဖွင့်တောက်လိုက်တာကန်စာတာတက်နေတဲ့ခါကျတော့ free variety နောက်ထပ်တစ်ခုပေါက်ပါတယ်အဲ့တော့အပြန်ကြရင်ထပ်ပြီးတော့တောက်လို့ရပါပြီ variety ရဲ့ရွှေပြား928ပြားကိုဘူးဖုံးမှာမြစ်တာလက်ဆောင်ထည့်ပေးထားတယ်ဆိုတဲ့အစီအစဉ်ကိုတော့အကုန်လုံးသိကြပြီးပြီထင်တယ်ဒီရွှေပြားကတကယ်ပေါက်တာသိလားဟိုနေ့ကပွဲတစ်ခုမှာဂျူးတငယ်ချင်းအတွဲလေးကလေး variety နှစ်ဘူးဝယ်တောက်တာတဘူးမှာရွှေပြားပေါက်သွားတာကိုတွေ့ပဲဂျူက free variety တွေပဲပေါက်ဖူးသေးတယ်ရွှေပြားလေးတော့မပေါက်ဖူးသေးဘူးအဲ့တော့ကြည့်နေတဲ့သူတွေထဲမှာလည်းရွှေပြားပေါက်ဖူးတဲ့သူတွေရှိရဲဆိုရင် comment လေးမှတ်ခဲ့ပေးပါအောင်နော်ချက်ပောင်ရောခောက်ဆွဲရောစားကောင်းလုံးလို့ဂျူတို့2ယောက်စားလိုက်တာမှလုံးဝအပြောင်ပဲဒီစမ်းချောင်းလေးပစားထဲမှာကစားစရာကြီးပဲရှိရမဟုတ်ဘူးเนาะအခုလိုမျိုးဖြောပြရေးအစီအစဉ်တွေရောဈေးဆိုင်ခန်းတွေရောအခြား activity တွေလည်းမျိုးစုံလုပ်လို့ရသေးတယ်စားချင်ရစားလုပ်ချင်ရလုပ်ရလို့ပျော်နေတဲ့ဒီအချိန်လေးမှာအပျော်တွေပိုပြည့်စုံသွားဖို့ရေခဲမုတ်လေးစားရင်လည်းဒီ vlog လေးကိုနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတက်တာ